တန်းတက်တဲ့ပထမဆုံးနေ့မှာပဲဆရာအစ်ကကျောင်းသားတွေသူ့ကိုနွေးနွေးထွေးထွေးကြိုဆိုဖို့ပြင်ဆင်ထားတယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့စာသင်ခန်းတကားဖွင့်လိုက်တာနဲ့မျက်နှာချက်ပေါ်ကနေရေနွေးပူတပုံပြုတ်ကျလာပါတယ်။ကျောင်းသားတွေအားလုံးကဆရာအစ်ဟင်နရီချမ်းပါဖြစ်မလဲဆိုပြီးစောင့်ကြည့်နေကြပါတယ်။邊個諗住死橋咁 master 啊？唔想上我堂啊？ဒါပေမဲ့သူတို့မသိတာတခုကဆရာအစ်ဟာအမေရိကန်အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးတနက်ပစ်စွမ်းရည်တာမကကော်ဖူးပညာမှာလည်းကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။အခုတော့အငိမ့်စားယူပြီးကျောင်းဆရာဖြစ်ပြန်လဲအလုပ်လုပ်ဖို့ရွေးချယ်ခဲ့တာပါ။ဒါပေမဲ့သူ့ကိုတာဝန်ပေးထားတဲ့အတန်းကတော့ကျောင်းထဲမှာအဆိုးဆုံးအတန်းဖြစ်နေပါတယ်။ဒီအတန်းကြောင့်ဆရာ888ယောက်တောင်အလုပ်ထွက်ပြေးခဲ့ရတယ်လို့ပြောကြပါတယ်။開學日唔好遲到。ဒါပေမဲ့ဟင်နရီအတွက်တော့သူတို့ဟာကလေးတွေပဲဖြစ်ပြီးကြောက်စရာမရှိပါဘူး။မနက်စောပိုင်းမှာစာသင်ခန်းထဲဝင်လိုက်တော့ကျောင်းသားတချို့ကဂိမ်းဆော့နေကြတယ်တချို့ကဂီတတီးနေကြတယ်တချို့ကအိတ်နေကြတယ်တချို့ကတော့စာသင်ခန်းထဲမှာတော့ဟင်းချက်နေကြပါတယ်။ဘယ်သူမှစာသင်ဖို့အစင်သင့်မဖြစ်ကြပါဘူး။ဟင်နရီကအိတ်နေတဲ့ကျောင်းသားကိုနှုတ်လိုက်ပြီးသူ့နာမည်ကိုတင်မုံပေါ်မှာရေးလိုက်ပါတယ်။ဒါပေမဲ့ကျောင်းသားတွေကသူ့လက်ရည်ကိုကြက်ချီခတ်လို့ရေးထားတယ်ဆိုပြီးရေမောနေကြပါတယ်။အဲ့ဒီအချိန်မှာဖုန်းတစ်ခေါ်ဝင်လာပြီး喂，睇下俾手皮啦。ဟင်နရီလှည့်ကြည့်လိုက်ပါတယ်ရုတ်တရက်သူကရောဘာကွင်းတစ်ကွင်းနဲ့ခဲတံအတူတစ်ချောင်းကိုကောက်ယူလိုက်ပြီးပြစ်ခတ်လိုက်ပါတယ်ချက်ချင်းပဲကျောင်းသားစုတွေယေရှုကျွတ်လို့ဖြစ်သွားကြပါတယ်各位同學 ，Welcome to my class。ဆရာနဲ့ကျောင်းသားတွေရဲ့ပထမအကြိမ်တိုက်ပွဲမှာဟင်နရီအနိုင်ရသွားပါတယ်။နောက်နေ့မှာဟင်နရီကစာသင်နည်းအသစ်ကိုအသုံးပြုပါတယ်။သူကငါမေကွန်း3ခုကိုဖြေနိုင်ရင်အတန်းကထွက်ပြီးတွားကစားလို့ရတယ်လို့ကြေညာလိုက်ပါတယ်။စစ်လိတ်တောက်ရတာကြိုက်တဲ့ကျောင်းသားတစ်ယောက်ကိုစစ်လိတ်တောင်းပြီးစစ်လိတ်ထဲမှာဘာသာလူပစ္စည်းတွေပါတယ်လေ။ဆိုတဲ့မေကွန်းကိုမေးလိုက်ပါတယ်尼古丁，仲有咧？燒油誒你冇？同埋一氧化碳。中，咁你就得喎。ဒီလိုနဲ့ကျောင်းသားတွေဟာစာသင်နေရင်စစ်လက်ရဲ့အန္တရာယ်တွေအကြောင်းကိုသင်ယူသွားကြပါတယ်။ဟင်နရီကစာသင်ပေးုံတင်မဟုတ်ပဲကျောင်းသားတွေရဲ့ဘဝကိုပါဂရုစိုက်ပါတယ်။ဆင်းရဲတဲ့ကျောင်းသားတွေကိုကိုယ်ပိုင်ပတ်စံနဲ့ကူညီပေးတယ်။ဖခင်နဲ့သမီးဆက်ဆံရေးမကောင်းတဲ့မိသားစုတွေကိုပြန်လည်အဆင်ပြေအောင်ကူညီပေးတယ်။ဒီနေ့မှာကျောင်းသားတစ်ယောက်ကိုလူဆိုးကိုင်းကဖမ်းထားတာသိလိုက်ရတော့ဟန်နရီကိုယ်တိုင်တွားခဲ့ပါတယ်။ Gentlemen, sorry for interrupting. I'm looking for my student, a young man, Mei Wei Chong. He's about this height, 16 years old. အဲ့ဒီမှာ USC ချန်ပီယံတယောက်နဲ့တောင်ရင်ဆိုင်ရပေမဲ့ကော်ဖူးစွမ်းရည်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်ဒီဖြစ်ရဲ့ကြောင့်ဟင်နရီရဲ့နာမည်ကကျောင်းတစ်ကျောင်းလုံးမှာကြော်ကြားသွားပါတယ်နောက်ပိုင်းမှာကျောင်းသားတွေသိလာတာကဟင်နရီဟာကျောင်းသားဘဝတုန်းကလည်းပြဿနာရှာသူတစ်ယောက်ဖြစ်ခဲ့တာပါThe boy picked up a broom to strike, but Chinxia broke it with a kick. The boy was not to be outdone, but Chinxia grabbed his tie, punched him several times, and kicked him. The principal's statue fell and landed right on the boy's hand. From then on, the boy could never play the piano again. ဒါပေမဲ့ကျောင်းအကြီးရဲ့အကူအညီကြောင့်စစ်တပ်ကတူတက်ခွင့်ရခဲ့ပြီးဘဝကိုပြောင်းလဲနိုင်ခဲ့ပါတယ်။စစ်တပ်မှာတာဝန်ထမ်းဆောင်ရင်စစ်ပွဲတွေကလူတွေအတွက်ပျော်ရွှင်မှုမပေးနိုင်ဘူးဆိုတာနားလည်လာခဲ့ပါတယ်။
ဒါကြောင့်အငိမ့်စားယူပြီးကျောင်းဆရာအဖြစ်ပြန်လာကမျိုးဆက်တစ်တွေကိုပြုစုပြောထောင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ကျောင်းသားတွေနဲ့ဆရာကြားကဆက်ဆံရေးဟာအရန်ကောင်းမွန်လာပါတယ်။ Good morning 校長。早晨。陳 Sir， Morning morning。 ဒါပေမဲ့တက္ကသိုလ်ဝင်စာမေးပွဲနေ့မှာလူဆိုးကိုင်းတစ်ခုကကျောင်းကိုဝင်စီးပြီးကျောင်းသားတွေစာမေးပွဲမဖြေနိုင်အောင်တားဆီးလိုက်ပါတယ်။ဟင်နရီကတယောက်တည်းရင်ဆိုင်တိုက်ခိုက်ပြီးကျောင်းသားတွေစာမေးပွဲဖြေနိုင်အောင်အချိန်ဆွဲပေးခဲ့ Butch and Xiao appeared. Everybody okay? 你仲未考試？走啦！ He held back the thugs. 癲死你！ နောက်ဆုံးရင်ဆိုင်ရသူကတော့သူ့ကြောင့်လက်ထိခိုက်ခဲ့မှုရဲ့စနေရတီးကောင်လေးဖြစ်နေပါတယ် Ceremony.ဟင်နရီကသူ့အမားအတွက်တာဝန်ယူကြောင်းပြသဖို့ကိုဓာတ်နဲ့ထိုးပြီးအတိတ်ကအကျွေးကိုပြန်ဆက်လိုက်ပါတယ်ဒီဇက်ကားကကျောင်းတွင်းအနိုင်ကျင့်မှုဆရာကောင်းတစ်ယောက်ရဲ့တက်ရောက်မှုနဲ့လူတစ်ယောက်ပြောင်းလဲနိုင်တဲ့အခွင့်အရေးအကြောင်းကိုစိတ်ထိခိုက်စရာကောင်းစွာပြသထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်ဒီ movie လီကတ်ကိုသဘောကျတယ်ဆိုရင် like subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ထပ်စိတ်ဝင်စားဖွယ် movie လီကတ်တွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်